ဒုက္ခကိုဖန်တီးသူအကြောင်းတရားဒေသနာတော်ဒီဘေကုန်းကမြတ်စွာဘုရားလက်ထက်မှာမေးထားရှိတယ်ဒီနေရာမှာဒုက္ခဆိုတာစိတ်ခံစားချက်ကိုပြောတာမဟုတ်ဘဲနဲ့ဝဆင်းရဲဝတ်တယ်မှာတွေ့ကြုံရတဲ့မကောင်းတဲ့အတွေ့အကြုံတွေပေါ့လေလောကမှာလူဘဝရလာတဲ့ဆိုလို့ရှိရင်ခံရခက်တဲ့အတွေ့အကြုံတွေတွေ့ကြုံတဲ့ဒုက္ခဒုက္ခဝေဒနာဆိုလည်းပါတာဝဆင်းရဲလို့ဆိုလို့တယ်ပေါ့ဝဒုက္ခလို့ဆိုတာတန်တရားဘဝတစ်ခုရထားတာဘဝဒုက္ခလို့လည်းပြောလို့ရတယ်ဝဒုက္ခဆိုတာကတရားကဖန်တီးပြီးတော့တန်တရားထဲမှာကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေအလုံးကိုခြုံပြီးတော့ခေါ်လိုက်တာဝဒုက္ခဝဒုက္ခဒုက္ခဆိုတာနဲ့ပတ်သက်လာလို့ရှိရင်ဒုက္ခ၃မျိုးဆိုတာရှိတယ်ဒါအခြေခံအပြင်ဒါလေးတွေနားလည်ထားဖို့ပေါ့နော်ဒုက္ခ၃မျိုးကိုမှတ်သားဖို့လိုတယ်ပေါ့နံပါတ်1ကဒုက္ခဆိုတဲ့ဒုက္ခပေါ့ဒုက္ခလို့စကားလုံးကိုနှစ်ထပ်ကောင်းတော့ဒုက္ခနှစ်ဝိပရိနာမဒုက္ခသုံးသင်္ခါရဒုက္ခအဲ့တော့ဒုက္ခကို၃မျိုးခွဲတဲ့အခါမှာအဲ့လိုခွဲတယ်ဒါဒုက္ခသောမနတဒေါမနတဥပိ္ပခလို့ခွဲတာစိတ်ခံစားချက်နဲ့ပတ်သက်ပြီးခွဲတာဒါအဲ့ဒီစိတ်ခံစားချက်နဲ့ပတ်သက်တာမဟုတ်ဘူးသင်္ခါရတရားတွေအားလုံးနဲ့ပတ်သက်ပြီးခွဲပေါ့နော်ဒုက္ခဝိပရိနာမဒုက္ခသင်္ခါရဒုက္ခအဲ့၃မျိုးမှန်အဲ့တော့ဒုက္ခဆိုဘယ်ဟာခေါ်တာတော့ဆိုဒုက္ခဆိုတာကာယကဒုက္ခလို့ခေါ်တဲ့ဒုက္ခသဟကုတ်ကာယဝိညာဉ်စိတ်ဒုက္ခနဲ့ရှင်းပြီးတော့ဖြစ်တဲ့ကာယဝိညာဉ်စိတ်ဥပမာပဲကောင်းကြိုက်တယ်သွားကြိုက်တယ်နားကြိုက်တယ်ဒုက္ခဆိုတဲ့အတိုင်းခံရခက်တယ်ထရရတယ်ခံရခက်တယ်နာကျင်ကြိုက်ခဲနေတယ်အဲ့ဒီကာယကဒုက္ခအဲ့ဒါတခုနောက်စိတ်ဆိုးတယ်စိတ်ဆင်းရဲတယ်ဆိုတဲ့အဘိဓမ္မာမှာဒေါသမှုတွေလို့ခေါ်တယ်ဒေါမနတကုစိတ်နှစ်ခုဒေါမနတကုစိတ်ကနှစ်ခုရှိတယ်အဲ့တော့စိတ်နဲ့ပြောမယ်ဆိုရင်ဒုက္ခသဟကာဝိညာဉ်စိတ်ကတစ်ခုဒေါမနတကုစိတ်ကနှစ်ခုအဲ့ဒီ၃ခုဟာဒုက္ခဆိုတဲ့အတိုင်းတကယ်ကိုခံရခက်တဲ့တရားဖြစ်တယ်ဒါမှမဟုတ်ဒုက္ခဆိုတိုင်းတကယ်ဒုက္ခသိတာထင်ရှားတဲ့ဒုက္ခအဲ့ဒါကိုစာပေကျမ်းကမှာဒုက္ခလို့ခေါ်လိုက်တာဒါပိဋကတ်မှာခွဲတာကိုပြောပြတာနော်မြတ်စွာဘုရားဟောတာဒုက္ခဆိုအဲ့ဒုက္ခဆိုတာကာယကဒုက္ခတစ်ခုစေတသိကဒုက္ခနှစ်ခုအဲ့ဒီ၃ခုကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတိုင်းခံရတဲ့အရာတွေပဲနောက်ဝိပရိနာမဒုက္ခဆိုပြောင်းလဲလို့ဖြစ်တဲ့ဒုက္ခအဲ့ဒါကဘယ်အရာကိုခေါ်တာတော့လို့ဆိုတော့ဒုက္ခဝေဒနာကိုခေါ်တာဒုက္ခဝေဒနာသောမနတဝေဒနာကိုခေါ်တာအဘိဓမ္မာနဲ့ပြောမယ်ဆိုရင်ဒုက္ခသဟကာယဝိညာဉ်စိတ်တစ်ခုရဲ့သောမနတစိတ်62ခုရဲ့ဒုက္ခသဟစိတ်တစ်ခုသောမနတစိတ်62ခုအလုံး63ခုအဲ့တော့ဒုက္ခနဲ့ပတ်သက်တာ63ခုရှိတယ်
အဲ့ဒါဟာဒုက္ခဝေဒနာသည်ပြောင်းလဲလိုက်တာနဲ့တပြိုင်တည်းဒုက္ခဖြစ်တယ်ဒုက္ခဝေဒနာဟာရှိနေတော့တာဒုက္ခချုပ်ငြိမ့်သွားတာနဲ့တပြိုင်တည်းဒုက္ခဒါကြောင့်မို့ဝိပရိနာမဒုက္ခပြောင်းလဲဖြစ်ပေါ်တဲ့ဒုက္ခဆိုတာဒုက္ခကိုခေါ်တယ်လို့အကြမ်းများဖြစ်မှတ်တာဒုက္ခဝေဒနာသောမနတဝေဒနာလူတွေပြောနေကြတဲ့ happiness happy new year လို့ဆိုတာအဲ့ဒါပါတယ်ဝိပရိနာမဒုက္ခတွေမှာပြောရရှင်နဲ့စိတ်ချမ်းသာတယ်ဆိုတာအဲ့ဒါမှာပါတယ်ဝိပရိနာမဒုက္ခလို့ခေါ်တယ်အမြဲတမ်းပျော်ရွှင်နေတာမဟုတ်ဘူးအမြဲတမ်းစိတ်ချမ်းသာနေတာမဟုတ်ဘူးဒါကြောင့်ဘာလဲဝိပရိနာမဒုက္ခလို့ဒုက္ခရဲ့ထက်နောက်ဆုံးတစ်ခုကတော့သင်္ခါရဒုက္ခသင်္ခါရဒုက္ခဆိုတာအကျဉ်းအဖြစ်ကျမ်းစာတွေအကုန်လုံးလို့ပြောတာအဲ့ဒီအမေကျမ်းစာတွေလို့ဆိုရတဲ့မယ်စိတ်နဲ့ပြောရင်ဥပေက္ခသာကုတ်စိတ်55ခုကျမ်းဝေဒနာနဲ့ခွဲတဲ့အခါမှာဒုက္ခသာကုတ်စိတ်ကတစ်ခုဒုက္ခသာကုတ်စိတ်ကတစ်ခုဒေါမနတသာကုတ်စိတ်က2ခုသောမနတသာကုတ်စိတ်က62ခုဥပေက္ခသာကုတ်စိတ်က55ခုဝေဒနာနဲ့ခွဲရင်အဲ့လိုပြောတာနော်အခုခွဲတဲ့3မျိုးတဲ့မှာဒုက္ခဆိုတာဒုက္ခသာကုတ်တစ်ခုရဲ့ဒေါမနတသာကုတ်စိတ်2ခုရဲ့3ခုပါသွားပြီဝိပရိနာမဒုက္ခဆိုတာဒုက္ခနဲ့ဒေါမနတ63ခုပါသွားပြီအဲ့တော့ကျန်တာဘာလို့ဆိုဥပေက္ခကျန်စိတ်အနေနဲ့ပြောမယ်ဆိုရင်ဥပေက္ခသာကိုကျန်ဒါမို့ဥပေက္ခသာကိုစိတ်55ခုရဲ့နော်ဥပေက္ခသာကိုစိတ်စေတသိက်55ခုရဲ့ကျန်တဲ့စေတသိက်တွေရဲ့ယုတ်28ရဲ့အားလုံးသင်္ခါရဒုက္ခလို့ခေါ်တယ်ရှုပ်ဟုသမျှသင်္ခါရဒုက္ခဥပေက္ခသာကိုစိတ်စေတသိက်တွေအားလုံးသည်သင်္ခါရဒုက္ခတော့အဲ့လိုခွဲတာဒါစာပေကျမ်းကမှခွဲတာအဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ဒုက္ခအလုံးခြုံမိသွားတယ်ဒုက္ခဝိပရိနာမဒုက္ခသင်္ခါရဒုက္ခလွဲမှားပြီးတော့ပြောရတယ်အဲ့ဒါသင်္ခါရဒုက္ခဆိုတာအကုန်လုံးလို့ထင်နေတတ်တယ်အကုန်လုံးပြောတာမဟုတ်ဘူးသင်္ခါရဒုက္ခဆိုတာဥပေက္ခသာဟုစိတ်55နော်ပြီးတော့စေတသိက်နောက်ပြီးတော့ယုတ်28ခုအဲ့ဒါကိုသင်္ခါရဒုက္ခလို့ခေါ်တယ်ဒုက္ခသာကုတ်စိတ်3ခုဒုက္ခဝေဒနာဒုက္ခကာယကဒုက္ခသာကုတ်စိတ်1ခုဒေါမနတသာကုတ်စိတ်2ခုအဲ့ဒီ3ခုကိုတော့ဒုက္ခလို့ခေါ်တယ်ဒုက္ခသာကုတ်စိတ်1ခုဒေါမနတသာကုတ်စိတ်62ခုအဲ့ဒီ63ခုကိုဒုက္ခဒေါမနတကိုဝိပရိနာမဒုက္ခလို့ခေါ်တယ်ဥပိ္ပခာနဲ့ကျန်တဲ့ယုတ်တွေအကျဉ်းတွေအကုန်လုံးကိုသင်္ခါရဒုက္ခလို့ခေါ်တယ်ဒါဒီ3ခုခွဲတဲ့အခါမှာအဲ့ဒါအမှန်ကန်ပဲသို့တော့မြတ်စွာဘုရားကအလုံးကိုယံကိဉ္စီဝိရိတံတံဒုက္ခသမိန်ဆိုအလုံးဟာသင်္ခါရဒုက္ခနဲ့ကြည့်ပဲဆိုရင်တော့အလုံးဟာဒုက္ခတွေကြီးပဲလို့သူပြောတာဒုက္ခသစ္စာနဲ့ပြောလိုက်မှဆိုရင်အလုံးဟာဒုက္ခတွေပဲအဲ့တော့ဒီဒုက္ခကိုဘယ်သူလှုပ်တာလဲဒုက္ခကိုဘယ်သူလှုပ်တာလဲဒီမေကုန်းကဖះလက်ထက်ကအဓမ္မခိစ္ဆာတဲ့မေကုန်းတစ်ခုဖြစ်တယ်နော်တွေးကြတဲ့အတွေးတွေကအများကြီးမိစ္ဆဝါဒနဲ့ပတ်သက်တယ်ပေါ့နော်နားလဲအောင်တော့တော်တော်လေးကြိုးစားရအောင်ဒီဒုက္ခဘယ်သူလှုပ်တာလဲအဲ့ဒါနဲ့ပတ်သက်ပြီးသုတ်တန်နေတော်တော်များများရှိတယ်အခုဒီကနေ့ဟောမဲ့သုတ်တန်ကအစေလကတ္တဗသုတ်ဒုက္ခကိုပြုလုပ်သူအစေလကတ္တဗဆိုအဝမိုးတဲ့တက္ကတုံကတ္တဗဘာသာကြမြတ်စွာဘုရားလက်ထက်ကအဝမိုးတဲ့ခိုင်းတကိုင်းရှိတယ်
နိကန္ဒတတဗုဒ္ဓတို့လည်းအဝတ်မို့ဘူးသို့တော့သူကတော့သူရဲ့ဝါဒချင်းမတူလို့သူကဒါကြတော့အစေလကလို့ခေါ်တယ်အစေလကတ္တဗအဝတ်မို့ပဲတုံးလုံးနေတဲ့အဖွဲ့အဲ့ဒါတက်ကရုံအစေလကတ္တဗဆိုတာစာပေထဲမှာ3-4ယောက်တော့ရှိဖို့ရတယ်အဲ့ဒီအစေလကတ္တဗတွေကတွေ့တဲ့အစေလကတ္တဗတွေဟာနောက်ပိုင်းမှာဖះနဲ့တွေ့ပြီးတော့ဘုရားဘာသာဖြစ်ပြောင်းသွားတာလေနှုတ်လောက်တွေ့တူတော့တူဖို့မရဘူးဇလညံ့မတူခုဒီအစေလကတ္တဗကလည်းမြတ်စွာဘုရားကိုဒုက္ခအတုလောက်တာလေဆိုတာဒုက္ခကိုပြုလုပ်သူနဲ့ပတ်သက်ပြီးတော့လာပြီးတော့မေးခွန်းတွေမေးတာသူလည်းနောက်ပိုင်းမှာယန္နာဖြစ်သွားတယ်အဲ့တော့နိဒနဝေကတန်ယုတ်ပါဠိတော်မှာအစေလကတ္တဗသုတ်ဆိုတာကဲအဲ့ဒီသုတ်ထဲမှာဆိုထားတာလေးကိုနားထောင်ကြည့်အောင်ရှင်နန္ဒကဧဝမေတုတန်နဲ့စတယ်သူသင်ယူမှတ်သားထားတဲ့အတိုင်းပြောပါမယ်တဲ့မြတ်စွာဘုရားဟာတခါတော့ကရာဇကြိုမြို့8 နှစ်တွေကိုအစာကျွေးရဖြစ်တဲ့ဝေလူဥယျာဉ်ထဲမှာသတင်းသုံးနေထိုင်ပါတယ်တဲ့ဒါဘယ်တော့ဟောရဲဆိုတာကိုဒါတော့ပဲမှတ်တမ်းတင်တာအဲ့တော့ရှင်နန္ဒကဧကံသမယံအခါရဘာလို့ပဲပြောတယ်ဘယ်နေ့ပဲရက်ပဲလားဆိုတဲ့ဒိတ်ကိုသိသိချာချာမပြောဘူးအဲ့ဒါနဲ့ပတ်သက်ပြီးဆွေးနွေးထားတာရှိတယ်ဒီစကားတွေကမြတ်စွာဘုရားပြိဋိဘံစံပြီးမှပြန်ပြောတာတွေသံဃာယနာတင်တယ်လို့ခေါ်တယ်ပေါ့နော်ပြန်ပြီးတော့စစ်ဆေးတာဒီသုဒ္ဓဟာဘုရားဟောတာဟုတ်သလားဘယ်တော့ဟောတာလဲဆိုတော့ပြန်ပြောတဲ့အခါမှာရှင်နန္ဒာကဒိတ်ကိုမမှတ်မိလို့ပြောတာလားဆိုတော့မဟုတ်ဘူးတဲ့အဲ့ဒီခေတ်ကစားတဲ့ရှင်းမှတ်ရတာမဟုတ်ဘူးနှုတ်တဲ့ဆောင်တဲ့ခေတ်ဆိုရှေ့ဆွဲတွေမှတ်နေရမယ်ဆိုရင်ဝန်တော့မိုးကြီးဖြစ်မှာပေါ့အနှစ်သာရပိုင်းကိုပဲမှတ်တာဖြစ်တယ်ရက်ဆွဲတွေကိုလောက်မမှတ်ဘူးဒါကြောင့်မို့တခါတော့ငါဆိုတဲ့စကားနဲ့ပဲလုပ်တယ်ပမာရီပုံမြင်ပြောတဲ့အခါရှေးတုန်းကဆိုဘယ်တော့မှလည်းမသိဘူးရှေးတုန်းကနော်ဘယ်လောက်ကြာရဲရှေးလည်းမသိဘူးကလေးပေါက်စားလေးတွေပုံပြောတယ်ဆိုရင်ရှေးတုန်းကနဲ့ပြောတာပဲလေနောက်တုန်းကလည်းဘယ်သူမှမပြောဘူးရှေးတုန်းကပဲပြောတာအဲ့ဒါလိုပဲဧကံသမယံအခါရဘာလို့ပြောလိုက်တာမမှတ်မိလို့လားဆိုမမှတ်မိလို့မဟုတ်ဘူးတဲ့ oral tradition လို့ခေါ်တဲ့နှုတ်နဲ့မှတ်သားရတဲ့ခင်မှာအဲ့ဒါတွေမှတ်နေမယ်ဆိုရင်ဝန်တော့မှုဖြစ်သွားနိုင်တယ်ဒါကြောင့်မို့အခါရဘာလို့ပဲသုံးတယ်သူကအဓိကမဟုတ်ဘူးဖះဘက်မှာနေတယ်ဘယ်တော့ဟောတယ်အဲ့ဒါလောက်ဆိုရင်လုံလောက်တယ်ပေါ့နော်ခုခေတ်ကတော့ရက်ဆွဲရပို့အရေးကြီးနေတယ်ရက်ဆွဲရကျန်တဲ့ပို့အရေးကြီးတယ်ဟိုရက်ဆွဲမှတ်ကြအဲ့ဒီခေတ်ကတော့ရက်ဆွဲကိုဒါလောက်မမှတ်တော့ဘူးဘယ်မှာနေတယ်ဆိုတာကိုတိကထားတာဧဝမေတုတံလို့ဆိုလိုက်တဲ့စကားကရှင်နန္ဒာကသူဒီတိုင်းပဲသင်ယူမှတ်သားခဲ့ပါတယ်လို့ပြောတာသူဟောတာမဟုတ်ဘူးဆိုတာပြောပြတာဒီတိုင်းပဲသူသင်ယူခဲ့ပါတယ်မှတ်သားခဲ့ပါတယ်တုတ္တဆိုတာသင်ယူမှတ်သားထားတာကိုပြောတာတုတ္တဆိုတဲ့စကားလုံးကိုကြားတယ်လို့ပြောတာမဟုတ်ဘူးသင်နာကနားနဲ့ပဲသင်ညာရတာဖြစ်လို့ဒါကြောင့်တုတ္တံနာယူမှတ်သားဆောင်းထားအပ်ပါပြီလို့ဘာမှလို့ပြန်တဲ့ခါလို့ပြောတုတ္တနာယူမှတ်သားဆောင်းထားအပ်ပါပြီဒီစကားလုံးတွေမပြောက်အောင်တော့နှုတ်တဲ့ဆောင်းထားတာလွယ်တော့လွယ်တဲ့ကိစ္စမဟုတ်ဘူးတုတ္တနာယူမှတ်သားဆောင်းထားအပ်ပါပြီဧဝမေတုတံဆိုတာဒီတိုင်းကြားခဲ့တယ်ဆိုတာကြားခဲ့တာမဟုတ်ဘူးကြားခဲ့ရုံဆိုရင်နားရှိရင်ကြားနေမှာပဲလေငှက်ဩတန်လဲကြားရတာပဲဟိုလည်းကြားတာအဲ့ကြားတာမျိုးပြောတာမဟုတ်ဒီနေရာမှာတုတ္တဆိုဒါကြောင့်မို့
အင်္ဂလိပ်လိုပြန်တဲ့အခါမှာတော့မှပဲ thus I have heard လို့ပြန်ကြားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြန်အမှန်တော့ပြန်တဲ့တာ thus I have learned ဒီတိုင်းပဲသင်ယူခဲ့ပါတယ်လို့ပြန်ပြောအောင်အဲ့ဒါမှပို့လေးနဲ့ thus I have heard ဆိုကြားခဲ့တာဆိုကြားခဲ့တဲ့အတန်လေးပြည့်နေတာပဲလေသူကြားယုံကြားတာမဟုတ်ဘူးကြားခဲ့နာယူသင်ယူမှတ်သားဆောင်းထားအဲ့ဒါတွေကိုဒီသုတ္တဆိုတဲ့စကားလုံးနဲ့မှာအကုန်ပါတယ်သင်နေဆိုတာနားနဲ့ပဲသင်ရတာလေမျက်လုံးနဲ့သင်တာမှမဟုတ်တာဆရာရွတ်ပြတာကိုနားနဲ့သင်ရတာနားနဲ့သင်တာပုတိကြတယ်မျက်လုံးနဲ့သင်လို့ရှိရင်စာဖတ်တာပဲကြည့်လေဆရာဖတ်တဲ့အတိုင်းလိုက်ဖတ်ရင်ပုတိကြတယ်လေအနှုတ်ဆိုမျိုးမျိုးဖတ်နေကြမှာပေါ့ဆရာနှုတ်ထွက်တိုင်းလိုက်နှုတ်တယ်ပုတိကြတယ်ဒါကြောင့်မို့ရှေးတုန်းကသင်္တိစနစ်ကတော့နားနဲ့သင်တာဆရာကနှုတ်တဲ့ချပေးတယ်တပည့်တွေကလိုက်ဆိုရတယ်အဲ့ဒါကိုရည်ညွှန်းပြီးတော့ဧဝံမေတုတံရှင်နန္ဒာကဒီစကားနဲ့သူပြောလိုက်တဲ့ဒီဧဝံမေတုတံဆိုတဲ့ဒီဏိဒံအစလေးပြိုးတာဟာဘလို့အဓိပ္ပာယ်ရှိလဲဘလို့အဓိပ္ပာယ်ကိုတက်ရောက်စေတယ်ဆိုလို့ရှိရင်နော်ဒီလိုပြောလိုက်တဲ့ဖြင့်နော်သူဟာဒီတိုင်းသင်ယူနာယူမှတ်သားဆောင်းထားခဲ့ပါတယ်ဘုရားထံကဒီတိုင်းကြားခဲ့ပါတယ်လို့ပြောတာမဟုတ်ဘူးဘုရားထံကဒီတိုင်းသင်ယူမှတ်သားဆောင်းထားခဲ့ပါတယ်ဒီစကားကိုပြောလိုက်ခြင်းဖြင့်ဒါသူစကားမဟုတ်ပါဘူးဆိုတော့ပြောပြီးသားဖြစ်သွားနော်အဲ့ဒါနဲ့ပတ်သက်ပြီးပြောထားတာအချက်ကိုပြောပြတဲ့အခါမှာဝိနာတယတိအတ္တထံဘုရားစကားဟုတ်မဟုတ်မယုံကြည်တဲ့ပုဂ္ဂိုလ်ရဲ့မယုံကြည်မှုကိုပဲဖြစ်တာတယ်ဧဝံမေတုတံလို့ပြောလိုက်လို့ရှိရင်မယုံကြည်ဘူးဆိုတဲ့လူတွေမဖြစ်ရအောင်မယုံကြည်မှုဆိုတာမဖြစ်ရအောင်ဧဝံမေတုတံသူဒီတိုင်းကြားခဲ့ဒီတိုင်းသင်ခဲ့တာဒီတိုင်းသင်ယူမှတ်သားဆောင်းထားခဲ့တာအဲ့ဒီစကားလုံးဖြင့်မြတ်စွာဘုရားဟောတာဟုတ်ပါမလားလို့မယုံကြည်တဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့မယုံကြည်မှုကိုပဲဖြစ်ပေးတာပဲဖြစ်တယ်တတ္တံဝဋ္ဌိတိသာသနေမြတ်စွာဘုရားအဆုံးအမပေါ်မှာယုံကြည်တယ်ဒါတကယ်ဘုရားဟောခဲ့တာလို့ယုံကြည်တယ်ဘုရားဟောတာနဲ့ပတ်သက်ပြီးမယုံကြည်တာကိုလည်းတာမြစ်တယ်ရှုံကြည်စေတယ်ဒီစကားလုံးလေးကရှုံကြည်မှုကိုတိုးပွားစေတယ်တတ္တံဝဋ္ဌိတိသာသနေဧဝံမေတုတမိတ်စေဝံဝဋ္ဌံဂေါရမသာဝကောဧဝံမေတုတလို့ဆိုတဲ့ရှင်အာနန္ဒာဂေါရမဗုဒ္ဓရဲ့တပည့်ရှင်အာနန္ဒာဟာဧဝံမေတုတလို့ဆိုလိုက်ခြင်းအပြင်မယုံကြည်မှုကိုပပျောက်စေပြီးယုံကြည်မှုတွေကိုတိုးတက်စေတယ်ဒါဧဝံမေတုတရဲ့အကျိုးပဲယုံကြည်စိတ်ချရတဲ့စကားဘုရားဟောတဲ့ဆိုယုံကြည်ဒါမှမဟုတ်မြတ်စွာဘုရားဟာအခါတော်ပါရာဇဂုံမြို့အနီးကရှင်းတဲ့တေအစာကျွေးရဖြစ်တဲ့ဝေလူဝံဥယျာဉ်ထဲမှာသရင်သုံးနေထိုင်ခဲ့ပါတယ်အဲ့ဒီမှာလေရာဇဂိဝိရတိဆိုတဲ့ပစ္စုပန်နဲ့သုံးထားတယ်ဒါပေမဲ့ရှင်နန္ဒပြန်ပြောတဲ့အချိန်ကမြတ်စွာဘုရားမရှိတော့ဘူးလေအဲ့တော့ပစ္စုပန်နဲ့ဘာကြောင့်သုံးတာတော့လို့ဆိုရင်ရှင်နန္ဒရဲ့စိတ်ထဲမှာမြတ်စွာဘုရားကိုယ်တိုင်ကရှင်နန္ဒရဲ့စိတ်ထဲမှာမြတ်စွာဘုရားရှိနေတယ်လို့ပဲစိတ်ခံစားတာ။ဘာကြောင့်လို့ဆိုရင်တရားတွေရှိနေရင်ဘုရားရှိနေတာပဲ။ဒါမို့မြတ်စွာဘုရားဟာရာဇဂုံမြို့မှာပဲရှိနေပါတယ်ဆိုတဲ့အနေနဲ့ပြန်ပြောတာ။တကယ်တော့အဲ့ဒီချိန်မှာမရှိတော့။အဲ့တော့ရာဇဂုံမြို့မှာရှိနေတုန်းကနောက်ဟာတွေကျတော့အတိတ်နဲ့ပဲသုံးတော့တာဘဝနာတမြနိဝတိတဝပတ္တစီဝရမာရယရာဇကံပိဏယပါဝိတိအဲ့ဒါကျတော့အတိတ်နဲ့ပဲပြန်ပြောတယ်နော်ဝေတို့အကြောင်းတော်မှာနေတုန်းကမနေ့ချိန်မှာဆိုရင်တပိတ်သင်္ကန်းပြင်ဆင်ဝေယုံပြီးတော့
ရာဇဂုမြို့တဲကိုဆောင်းကန်ဝင်ပါတယ်ဝင်ခဲ့ပါတယ်ဒီမြတ်စွာဘုရားဆောင်းကန်ဝင်ခဲ့ပါတယ်အဲ့တော့မြတ်စွာဘုရားရာဇဂုမြို့ထဲမှာလက်ပြီးတော့ဆွမ်းခံနေတာမြတ်စွာဘုရားဆွမ်းခံကြွနေတာကိုအတ္တတာခောအစေလောကတ္တဘောဘဂဝန္တဒုရတောဝအခေသန္တမြတ်စွာဘုရားရာဇဂုမြို့တဲကိုဆွမ်းခံမှုဝင်လာတာကိုခလန်လန်ကကလေးကအစေလကတ္တဘာကမြတ်စွာဘုရားကိုမြင်တယ်ဟိုမှာယဟန်ကောဓမကြွလာပြီဆွမ်းခံဝင်လာပြီဆွမ်းခံကြွလာပြီခလန်လန်ကနေကိုမြင်နေရမြင်တဲ့အခါမှာထိသောအနာယေနဘဂဝါတေနုပတေမြတ်စွာဘုရားစီသူကချင်းကပ်သွားတယ်စဉ်းစားကြည့်ပေါ့မြတ်စွာဘုရားကသင်္ကန်းတပိတ်တတ်တတ်ပဲဝတ်ပြီးတော့မြို့ထဲမှာဆွမ်းခံကြွတယ်အဲ့ဆွမ်းခံကြွလာတဲ့အချိန်မှာအစေလကတ္တဗကြီးကမြင်တာနဲ့ဘုရားစီသွားတာတတ်ဆောင်တန်းပြီးတော့သွားလိုက်တာဘုရားအနီးရောက်လာခုခေတ်ဆိုလို့ရှိရင်အယူကြီးလားလို့အောင်းမိမှာပေါ့အဝတ်မမော့တာသူကအဲ့ဒီခေတ်ကတော့ဒါခိုင်းတဲ့ကိုင်းရဲ့ဖုန်ကြီးပဲဆိုပြီးတော့ရှိုးနေကြတဲ့မြင့်ကွင်းဖြစ်လို့ပေါ့ရာဇဂုမြို့ဆိုတာခိုင်ပေါင်းဆုံးရှိတဲ့နေရာပဲဘာသာရေးခိုင်ပေါင်းဆုံးရှိတာသူကဖျားစီဖျားအနီးကပ်လာတယ်ဥပဒေငွေတော့ဘဂဝတ္တတတ္တိတမောရိဖျားအနီးကပ်လာပြီးတော့သူကနှုတ်ဆက်တာဖျားကိုနှုတ်ဆက်တာနှုတ်ဆက်တယ်ဆိုတာရှင်ဂေါရမနေကောင်းလားဖွဲ့ဝဲရပြောတာကိစ္စခမနိယကိစ္စယပနိယကျမကြီးကောင်းလားဒီလိုထိုင်လို့စင်ပြေလားစသဖြင့်ဒါတွေကိုမေးတာအဲ့ဒါကိုပဲဘဂဝတ္တတတ္တိတမောရိမြတ်စွာဘုရားနဲ့အတူတကွဝမ်းမြောက်စကားပြောကြတယ်တဲ့တမောရဏိယံကထံတာရဏိယံဝိတိတာရိတဝါအဲ့ဒီလိုဝမ်းမြောက်စကားတဦးနဲ့တူတွေ့တဲ့အချိန်မှာအမှတ်ရပွဲစကားမရပွဲဆိုတာဘယ်သူကဘယ်နဲ့ဘယ်တော့ကတွေ့တော့ကဘာလေးတွေပြောခဲ့ကြတယ်ဆိုရအမှတ်ရပွဲစကားပေါ့သူတို့ဆိုလို့တော့ပေါ့နော်အမှတ်ရပွဲစကားပြောပြီးတော့မြတ်စွာဘုရားအနိနဲ့မသူရက်တယ်လာပြီးတော့စကားပြောတာလာစကားပြောပြီးမြတ်စွာဘုရားအနိနဲ့မှရက်ပြီးတော့မြတ်စွာဘုရားကိုသူကခွင့်တောင်းတယ်ပုစေယမမယံဘုံတံဂေါရမကိစ္စတိဝထေတံရှင်ကြီးပဲအရှင်ဂေါရမကိုတဲ့အကျွန်ုပ်အကြောင်းအရာတစ်ခုမေးမြန်းချင်ပါတယ်တဲ့မေးပြစေပါတဲ့သစေနောပုံဂေါရမောဩကတံကရောတိပညတဝေယကရဏယတပည့်တော်မေးတဲ့မေးခွန်းကိုအဖြစ်ပေးမယ်လို့အရှင်ဘုရားအခွင့်ပေးမယ်ဆိုလို့ရှိရင်မေးပြစေပါဒါရင်ကျေးတဲ့စကားအနေနဲ့ပြောတာနော်အကယ်၍ရှင်ဂေါရမကပြဿနာဖြေဆိုဖို့ခွင့်ပြုတယ်ဆိုရင်မေးချင်ပါတယ်မေးကြပါလေသူ့ကိုဖြေဆိုမယ်ဆိုတော့ခွင့်ပြုလို့ရှင်သူမေးကြပါလေဖြေမယ်ဆိုရင်မေးကြပါလေအဲ့လိုလျှောက်တော့မြတ်စွာဘုရားကဘာပြန်ပြောလိုက်တော့ဆိုအကလောခောတဝကတ္တဗပညာတာတဲ့အေးဒါအချိန်မဟုတ်ဘူးလေဒီချိန်ကနော်အချိန်ခါမဟုတ်ဘူးအန္တရကေရံဘုိထာမအခုကမြို့ရဲရွာရဲရောက်နေတယ်မေးရမယ့်နေရာမဟုတ်ဘူးပေါ့ဆွမ်းခံသွားနေတယ်အန္တရကတ္တဘုိထာမတော့လမ်းကြားအိမ်နေရှိတဲ့မြို့ရဲရွာရဲရောက်နေတာမို့မေးဖို့အခါမသိဘူးလို့မြတ်စွာဘုရားပြောတာအကာလောမေးဖို့တင်းလျော်တဲ့အချိန်မဟုတ်ဘူးဖြေဖို့လည်းတင်းလျော်တဲ့အချိန်မဟုတ်ဘူးလို့မြတ်စွာဘုရားအဲ့လိုပြောတယ်
မမေးနဲ့လို့တော့မပြောဘူးအကလောခောဒါဝကတ္တပပညာတာမေကုန်မေးရမယ်အချိန်မဟုတ်ဘူးတဲ့အခုကဆွမ်းကဝင်နေတော့ဖြစ်နေတယ်လမ်းမှာဖြစ်နေတယ်လို့ပြောအဲ့လိုပြောလိုက်တဲ့ကိုအစိလကတ္တပကလျှောက်တယ်နာခောပဏမယံဘွန်တံကောရမဘဟုဒေဝပုစိတိကအရှင်ကောရမကိုကျွန်တော်တို့မေကုန်းနေအများကြီးပဲမေးပါဘူးတဲ့နော်မေကုန်းနေအများကြီးပဲမေးပါဘူးတဲ့ခွင်တောင်းတဲ့အခါမြတ်စွာဘုရားကသူကတစ်ချိန်မကအောင်နှစ်ချိန်သုံးချိန်ထအောင်တောင်းတယ်မြတ်စွာဘုရားလည်းငါအခုရွာထဲရောက်နေတယ်ဆွမ်းခံနေတယ်အဲ့တော့အချိန်မဟုတ်ဘူးလို့ပြောတာအဲ့တော့သုံးကခွင်တောင်းတာမြတ်စွာဘုရားကသုံးကညင်းတဲ့အခါကျမှသူကဘာပြောတော့ဆိုကျွန်တော်တို့ကအရှင်ဂေါရမကိုမိဂုဏ်နေအများကြီးမမေးပါဘူးတဲ့နော်မိဂုဏ်နေအများကြီးမမေးပါဘူးမမေးချင်ပါဘူးတဲ့တော့တို့မေးမှာပါလို့ပြောတာသဘောကတော့ခါရီကြတော့လည်းတချို့ရှည်တယ်လေမပြီးနဲ့အောင်မေးနေတာအဲကြောင့်သူကတို့မေးမှာပါလို့ပြောတော့မြတ်စွာဘုရားကအဲ့ကြတော့မြတ်စွာဘုရားပု္ပ္ပစကတ္တပယရကင်ခတိကဲမေးချင်တာမေးတော့ခွင့်ပေးလိုက်တယ်အဲ့ကြမြတ်စွာဘုရားပထမအချိန်လျှောက်တော့ကလက်မခံဘူးညင်လိုက်တယ်ဘာလို့ညင်တာတော့ဆိုဒါမိကုန်းဖြစ်ရမယ့်အချိန်မဟုတ်ဘူးမျိုးထဲမှာဆွမ်းခံသွားနေတာလမ်းရနေတယ်ဆိုခုခေတ်ဆိုပို့ဆိုးမှာပေါ့ကားတွေကလည်းရှိတယ်လေလမ်းဘေးမှာရပ်ပြီးတော့ပြောလို့အဆင်မပြေဘူးအဲ့ဒီခေတ်ကလည်းစင်နေမြင်းနေသွားနေတာရှိမှာပေါ့ဆွမ်းခံဝင်နေတဲ့အချိန်ဆိုမသိတော့ဘူးလို့ပြောတယ်အဲ့ဒီအနေသူကစွန်မေးတော့မြတ်စွာဘုရားကပု္ပ္ပစကတ္တဗယရကင်ခတိကဲအဲ့ဒါဆိုလို့ရှိရင်မေးချင်တာမေးတော့ပု္ပ္ပစမေးပါယရကင်ခတိမေးချင်တာသို့မဟုတ်မေးချင်တဲ့အခါမေးပါလို့လည်းပြောတာရှိသို့မဟုတ်မေးချင်တဲ့မေးကုန်မေးပါအဲ့လိုဒါကသူအစင်လာရှိတယ်ပု္ပ္ပစယရကင်ခတိမေးချင်တာမေးပါဆိုတာမြတ်စွာဘုရားပဲတိစကလုံးကိုသုံးတာရှင်သာရိပုတ္တရာတောင်တိစကလုံးမသုံးဘူးမေးပါမေးချင်တာမေးပါလို့ကျန်တဲ့ပုဂ္ဂိုလ်တွေကမသုံးဘူးအဲ့ဒီခေတ်ကပြောတာနော်ခုခေတ်ကတော့ပြောချင်းပြောမှာပေါ့ရှေးခေတ်ကတည်းကတော့ရှင်ကျေးတဲ့စကလုံးပေါ့ဒါကတော့ဟိုရင်ပေါ့ usage လို့လည်းပြောလို့ရတယ် idiom လို့လည်းပြောလို့ usage ပေါ့ရှင်ကျေးတဲ့အတိုင်းဝိုင်းမှာ standard အိနဲ့ပြောတယ်အဲ့တော့မြတ်စွာဘုရားကတော့ပု္ပ္ပစယထာကင်ခတိမေးချင်တာမေးပါလို့ခွင့်ပြုလိုက်တယ်ရှင်သာရိပုတ္တရာတို့တော့အဲ့လိုခွင့်မပြုဘူးရှင်သာရိပုတ္တရာတို့ကဘယ်လိုပြောတော့ဆိုပု္ပ္ပစသုတ္တဝါစာနိတ္တမှာမေးပါကြားတဲ့အခါမှာဖြေနိုင်မဖြေနိုင်ပြောပါမယ်ဖြေနိုင်ရင်ပြောပါမယ်ဒီလိုပဲပြောတာပု္ပ္ပစယထာကင်ခတိမင်းကြိုက်တာမေးဆိုတာမပြောရဲဘူးမပြောဘူးပြောလို့မရှိဘူးပေါ့အဲ့လိုပြောလို့မရှိဘူးဒါကသဗ္ဗညုတဉာဏ်ရတဲ့ဘုရားကိုယ်တော်မြတ်တွေပြောတဲ့စကားလုံးနဲ့ပု္ပ္ပစယထာကင်ခတိဆိုတဲ့စကားလုံးရှင်သာရိပုတ္တရာတို့လိုယန္တာပုဂ္ဂိုလ်တွေကပု္ပ္ပစသုတ္တဝါစာနိတ္တမှာမေးပါကြားတဲ့အခါမှာသိရပါလိမ့်မယ်လောက်ပဲပြောတယ်သူတို့အဲ့တော့လူမြတ်စွာဘုရားခွင့်ပြုလိုက်တဲ့အခါကျတော့ကတ္တဝကထုံးစံအတိုင်းပဲဒီအစိရကတ္တဝကြီးကမေးတာနော်ဒါအဲ့ဒီခေတ်မှာတော့အတွေးခေါ်နဲ့ပတ်သက်တဲ့မေးခွန်းတွေပဲဒါအတွေးခေါ်နဲ့ပတ်သက်တဲ့အတွေးမြင်နဲ့ပတ်သက်တဲ့မေးခွန်းတွေသူတို့ခေတ်မှာဒါခေတ်စားနေတဲ့မေးခွန်းတွေသူမေးလိုက်တာဗာမေးတော့ဆိုကိဏုခောဘောဂရမတယံကတံဒုက္ခနဲ့ဒုက္ခကိုလှုပ်သူကိုယ်တိုင်ပဲလား
ဒုက္ခကိုဖန်တီးသူဟာမိမိကိုယ်တိုင်ပဲလားဒုက္ခတယံကတံဒုက္ခတယံဆိုတာမိမိကိုယ်တိုင်ကတံကလောက်တာဒုက္ခကိုဖန်တီးသူဟာမိမိကိုယ်တိုင်လားဒါမေးခွန်းတစ်ခုနော်မြတ်စွာဘုရားအဲ့ဒီမေးခွန်းကိုဘယ်လိုဖြေလိုက်တော့ဆိုမာဟေဝံကတ္တဝမဟုတ်ဘူးလို့ပြောတာဒီလိုပဲပြောနေမင်းပြောတာမဟုတ်ဘူးဒုက္ခကိုကိုယ်တိုင်လှုပ်တာဆိုတာပြတ်စွာပြမဟုတ်ဘူးလို့ပြောတာပါပဲမှဖြေလိုက်တယ်ဒုက္ခကိုကိုယ်တိုင်လှုပ်တာလားမာဟေဝံဒီတိုင်းမဟုတ်ဘူးကိုယ်တိုင်လှုပ်တဲ့ဆိုတာမဟုတ်ဘူးကိုယ်တိုင်ဖန်တီးတဲ့ဆိုတာမဟုတ်ဘူးဒီမေကောအဲ့တော့အလောင်းနဲ့နားလဲဖို့တော့မလွယ်သေးဘူးနော်နောက်မြတ်နောက်တစ်ခါသူကထပ်ပြီးတော့မေးတယ်ကိုယ်တိုင်လှုပ်တာမဟုတ်ဘူးဆိုရင်ဒီလိုဆိုရင်ပရံကတံဒုက္ခဒုက္ခကိုတခြားသူတယောက်ကဖန်တီးတာလားခုနဒုက္ခကိုကိုယ်တိုင်ဖန်တီးတာလားအခုဒုတိယမေကဒုက္ခကိုတခြားသူတယောက်ကဖန်တီးတာလားမြတ်စွာဘုရားမဟုတ်ဘူးဒီလိုမဟုတ်ဘူးကိုယ်တိုင်လှုပ်တာလည်းကိုယ်တိုင်ဖန်တီးတာလည်းမဟုတ်ဘူးတခြားသူတယောက်ကဖန်တီးတာလည်းမဟုတ်ဘူးဒီဒုက္ခဆိုတော့သူကဆက်မေးတယ်တယံကတင်္စပရံကတင်္စဒုက္ခဒါဖြစ်ရင်အချို့တစ်ဝက်ကိုကိုယ်တိုင်ဖန်တီးပြီးအချို့တစ်ဝက်ကိုတခြားလူတယောက်ကဖန်တီးတာလားတခြားသူတယောက်ကဖန်တီးတာလားအဲ့ဒါလည်းမဟုတ်ဘူးတဲ့အဆောဖြစ်မဟုတ်ဘူးလို့ညံ့မယ်နောက်နံပါတ်၄ကျတော့အဲ့ဒါဆိုလို့ရှိရင်အတ္တယံကာရံအပရံကာရံဒိဋ္ဌသမုပ္ပါဒံဒုက္ခအတ္တယံကာရဆိုတာတယံကာရကိုယ်တိုင်လောက်တာအဲ့တော့ဒုက္ခဆိုတာကိုယ်တိုင်လှုပ်တာလည်းမဟုတ်ဘူးသူများလှုပ်တာလည်းမဟုတ်ဘူးကိုယ်တိုင်ဖန်တီးတာလည်းမဟုတ်ဘူးသူများဖန်တီးတာလည်းမဟုတ်ဘူးအဋ္ဌိစ္စသမုပ္ပါဒံသူဖြစ်ခြင်းလို့ဖြစ်လာတာလားလေးနံပါတ်မေးခွန်းပေးလိုက်တာအဲ့တော့ဒီမေးခွန်းတွေကသူတို့မေးနေကြပဲယူဝါဒတွေမှာအများအားအဲ့တိုင်းပဲဒါပဲသူတို့မေးခွန်းရှာနေတာဒုက္ခကိုကိုယ်တိုင်ဖန်တီးတာလားဒုက္ခကိုသူတစ်ပါးကဖန်တီးတာလားဒုက္ခကိုကိုယ်တိုင်တချို့သူတစ်ပါးတချို့ဖန်တီးတာလားဒုက္ခကိုကိုယ်တိုင်ဖန်တီးတာလည်းမဟုတ်ဘူးသူများဖန်တီးတာလည်းမဟုတ်ဘူးသူကသူအကြောင်းမဲ့ဖြစ်ခြင်းလို့ဖြစ်လာတာလားအဲ့ဒီမေးခွန်းမေးလိုက်တာနော်မေးလိုက်တော့မြတ်စွာဘုရားကဒီလိုလည်းမဟုတ်ဘူးဒီလိုလည်းမဟုတ်ဘူးအကုန်လုံးညင်းလိုက်တယ်အဲ့တော့ဒုက္ခဆိုတာတော့ရှိနေတယ်ဒုက္ခကိုဘယ်သူလှုပ်ထားတော့ဆိုတာသိချင်တာသူကဒုက္ခဆိုတာတော့ရှိနေတယ်အဲ့ဒုက္ခကဘယ်သူလှုပ်ထားလဲနော်ကိုလှုပ်ထားလားသူလှုပ်ထားလားကိုတဝဲသူတဝဲလားသို့မဟုတ်ကိုလည်းမလှုပ်ဘူးသူလည်းမလှုပ်သူဖြစ်ချင်လို့ဖြစ်လာတာလားဒီလေးချက်ပဲနော်အဲ့တော့မြတ်စွာဘုရားလေးချက်လို့ညင်းလိုက်တယ်ညင်းလိုက်တော့သူကထပ်မိတယ်ကိဏုခောဘောဂေါရမနတ္ထိဒုက္ခရှင်ဂေါရမဒါဆိုဒုက္ခမရှိဘူးလားဒုက္ခကိုဘယ်သူမှလောက်တာမဟုတ်ဘူးဆိုတော့ဒီလိုဆိုရင်ဒုက္ခမရှိဘူးလားဒုက္ခတော့ရှိနေတာကိုဒုက္ခမရှိဘူးလားလို့ဆိုတော့နခောကတ္တဗနတ္ထိဒုက္ခအဋ္ဌိခောကတ္တဗဒုက္ခကတ္တဗတဲ့ဒုက္ခမရှိဘူးမဟုတ်ဘူးဒုက္ခရှိတယ်အဲ့ဒါကြတော့မရှိဘူးမဟုတ်ရှိတယ်လို့ဖြစ်ဒုက္ခမရှိဘူးမဟုတ်ရှိတယ်တဲ့တေနဟိဘောဂေါရမောဒုက္ခနာသနာတိနပတ္တိဒါဆိုရင်အရှင်ဂေါရမဟာဒုက္ခကိုမသိဘူးဒုက္ခကိုမမြင်ဘူးလားခုနသူ့အဖြေတွေရသူကဒုက္ခရှိတယ်ဆိုတော့ဒါဖြင့်ရှင်ဂေါရမရှိတဲ့ဒုက္ခကိုရှင်ဂေါရမမမြင်ဘူးလားမသိဘူးလားတဲ့
ထပ်ပြီးတော့မေးတဲ့အခါနခွာဟံကတ္တဝဒုက္ခနသနာမိနပတ္တမိသာနာမိခွာဟံကတ္တဝဒုက္ခပတ္တမိခွာဟံကတ္တဝဒုက္ခအာဟာဒုက္ခကိုအမြင်နာမဟုတ်မသိတာမဟုတ်ဘူးမမြင်တာမဟုတ်ဘူးငါဟာဒုက္ခကိုမြင်လဲမြင်တယ်သိလဲသိတယ်သိလဲသိတယ်မြင်လဲမြင်တယ်အဲ့ဒီမှာ तू နားမလဲတော့နော်တော့ဘယ်သူမှမလုပ်ဖက်နဲ့ဒုက္ခဘယ်လိုရောက်နေတယ် तू တွေးမှာပေါ့သူတို့ကအကြောင်းရှာတာဟုတ်ကိုလှုပ်တာလည်းမဟုတ်ဘူး तू လှုပ်တာလည်းမဟုတ်ဘူးကိုတွဲ तू တွဲလည်းမဟုတ်ဘူးကိုလည်းမလှုပ် तू လည်းမလှုပ် तू က तू ဖြစ်တယ်တခုတော့ဖြစ်ရမယ်ဒုက္ခရှိနေဒီဒုက္ခဘယ်သူဖန်တီးတာဥပမာပြက်လုံးတစ်ခုပေါ်လာတယ်အဲ့ဒီပြက်လုံးကိုဘယ်သူဩတာဘယ်သူလဲတိထွင်သူကဘယ်သူလဲဆိုတာရှိရမှာလေတော့ပြက်လုံးတော့ရှိတယ်ပြက်လုံးထုတ်တဲ့လူမရှိဘူးလားဘယ်သူပြက်တာလဲဆိုတော့လှုပ်တဲ့လူရှာမတွေ့ဘူးဖြစ်နေကွာပြက်လုံးကရှိတယ်အခုလည်းပဲဒုက္ခကတော့မြတ်စွာဘုရားရှိတယ်လှုပ်သူကြတော့လှုပ်သူအကြောင်းပဲဖြစ်တယ်ဆိုလည်းမဟုတ်ဘူးလှုပ်သူမရှိဘူးဆိုရင်အကြောင်းပဲဖြစ်တာဖြစ်ရမယ်ဟုတ်တယ်မလားအကြောင်းပဲဖြစ်တာဖြစ်ရမယ်ကိုလှုပ်တာလည်းမဟုတ်ဘူးသူလှုပ်တာလည်းမဟုတ်ဘူးနော်ကိုတွဲသူတွဲလှုပ်တာလည်းမဟုတ်ဘူးအကြောင်းပဲဖြစ်လာတာလည်းသို့ဆိုအကြောင်းတော့ရှိရမယ်ဆိုတော့အကြောင်းပဲဖြစ်လာတာလည်းဖြစ်တာလားဆိုတော့လည်းမဟုတ်ဘူးသူဖြစ်တာလားလို့ဆိုတော့လည်းမဟုတ်ဘူးပြောတယ်ဒါပေမဲ့ဒုက္ခရှိနေတယ်ဒုက္ခရှိနေတယ်တော့ဒုက္ခရှိလို့ရှိရင်ကိုလှုပ်ထိုင်ရင်လည်းဖြစ်ရမယ်သူလှုပ်ထိုင်ရင်လည်းဖြစ်ရမယ်ကိုတွဲသူတွဲလှုပ်ထိုင်ရင်လည်းဖြစ်မယ်သူဖြစ်ချင်လို့ဖြစ်လာတာလည်းဖြစ်ရမယ်တခုအဲ့ဒီ၄ချက်လုံးကိုညှင်းဆိုထားတဲ့အခါကျတော့အကြောင်းနဲ့ပတ်သက်တာဘာမှမရှိတော့အကြောင်းရှိတာလည်းမဟုတ်ဘူးအကြောင်းမရှိဘူးလည်းမဟုတ်ဘူးဖြစ်သွားတယ်အဲ့ဒီမှာရှင်ဂေါရမဒုက္ခကိုမသိဘူးလားမမြင်ဘူးလားသိတယ်မြင်တယ်ဒုက္ခမရှိဘူးလားရှိတယ်ဒါဖြင့်ကိုတော့မမြင်ဘူးလားမြင်တယ်မသိဘူးလားသိတယ်အဲ့ဒီမှာအစိလကတ္တဗာကသူကနားမလဲတော့ရှင်ဂေါရမဟာတဲ့ဒုက္ခကိုကိုယ်တိုင်လှုပ်ထလာပြီးတော့လည်းပဲမဟုတ်ဘူးပြောတယ်ဒါဖြင့်သူများလှုပ်တာလားလို့မေးတဲ့အခါကျတော့လည်းမဟုတ်ဘူးပြောပြန်တယ်ဒါဖြင့်ကိုတွဲသူတွဲလှုပ်တာလားလို့မေးပြန်တော့လည်းမဟုတ်ဘူးပြောတယ်ဒါဖြင့်ဒုက္ခဟာသူ့ဟာသူဖြစ်လာတာလားလို့မေးတော့လည်းမဟုတ်ဘူးပြောပြန်တယ်ဒါဖြင့်ဒုက္ခဆိုတာမရှိဘူးလားလို့မေးတော့ရှိတယ်လို့ပြောပြန်တယ်ရှိရတဲ့နဲ့ဆိုရင်ရှင်ဂေါရမကအကြောင်းမပြောတော့ရှင်ဂေါရမဒုက္ခကိုမသိဘူးလားမမြင်ဘူးလားလို့မေးပြန်တော့မသိဘူးမမြင်ဘူးမဟုတ်ဘူးငါသိတယ်ငါမြင်တယ်လို့ပြောတယ်အာစိတ်ခတုစမေပန္တိဘဂဝါကြည်ဒီကြတော့သူကလေးလေးစားစားခေါ်တော့တာသူနားမလဲတော့သူတို့အဖြေတွေနဲ့မကြိုက်တာနားမလဲဘူးသူမေကုန်းနေရဒီမေကုန်းနေရယိုးနာပဲလှက်ပတ်မေးနေကြတာသူတို့အဲ့ဒီကြတော့အာစိတ်ကတုမေဗန္တိပခဝါဖြစ်သွားမြတ်စွာဘုရားပေါ်မှာတလေးတစားဖြစ်သွားတယ်ပထမဆုံးကတော့ဘုံဂေါရမောရှင်ဂေါရမဆိုတာသူတို့ကသုံးနေကြစကားလုံးအခုမြတ်စွာဘုရားကဖြေလိုက်တဲ့အခါသူဘယ်လို့မှနားမလဲတော့ဘုရားရှင်းပြမှသူနားလဲမှာကိုအဲ့ဒါကြောင့်မလို့သူနားမလဲတော့သည့်အတွက်ကြောင့်အာစိတ်ကတုမေဗန္တိပခဝါဒုက္ခဒါဆိုလို့ရှိရင်အရှင်ဘုရားတဲ့ဒုက္ခကိုတပည့်တော်ညွှန်ကြားပြပါတဲ့ဒုက္ခအကြောင်းကိုရှင်းပြပါသိအောင်သူနားလဲအောင်ရှင်းပြပေးပါအဲ့ဒီမှာမြတ်စွာဘုရားရှင်းပြတာသောကရောတိသောပဋိတံဝေဒေတိတိခောကတ္တဝအာရိတောတတောတယံကတံဒုက္ခန္တိဣတိဝရံတတ္တတံဧတံပရိတိအဲ့တော့အဓိပ္ပာယ်လေးကိုပြောပြ
သောကရောတိသောပဋိတံဝိတ္တိယတိဆိုတဲ့ဒုက္ခကိုလှုပ်တာဆိုရင်ကိုခံစားရတယ်တယံကတံလို့ပြောလိုက်လို့ရှိရင်ကိုလှုပ်ရင်ကိုခံရတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်ကိုလှုပ်တာကိုခံနေရတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်အဲ့ဒါကြောင့်မို့လှုပ်သူသည်ခံသူပဲဖြစ်တယ်လို့ဆိုလို့ရှိရင်နဲ့တယံကတံဒုက္ခကိုကိုယ်တိုင်ဖန်တီးတယ်လို့ကိုယ်တိုင်လှုပ်တယ်ကိုယ်တိုင်ဖန်တီးတယ်လို့ပြောလို့ရှိရင်လှုပ်သူကလည်းရှိနေတယ်ဒုက္ခကလည်းရှိနေတယ်နော်အဲ့ဒါတတ္တဝါဒပဲတဲ့လှုပ်သူကရှိနေလို့ခံရတာလေလှုပ်သူနဲ့ခံသူကတူတယ်ဆိုလို့ရှိရင်အဲ့ဒါထာဝရရှိနေလို့သာသူကလှုပ်သူနဲ့ခံသူကတစ်ချိန်အဲ့တော့ဒုက္ခဆိုတာအခုလို့အခုခံရတာလည်းမဟုတ်ဘူးလေတချို့ဒုက္ခတွေကအခုလို့အခုခံရတာမှမဟုတ်ဘူးအဲ့တော့သောကရောတိသောပုလှုပ်သူသည်ပင်ခံစားရသူလို့ပြောလို့ရှိရင်တယံဒုက္ခလို့ပြောတာတူတူပဲကိုယ်တိုင်လှုပ်တာလှုပ်သူသည်ခံသူဖြစ်တယ်အဲ့တော့ကိုဒုက္ခကိုပဲလှုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ကိုပဲလှုပ်တယ်လို့ပြောလို့ရှိရင်ထာဝရမြဲနေမှသာကိုလှုပ်တာကိုခံရမှာသူတို့ဆိုလို့တယ်အဲ့တော့ဒီချက်ကနားလည်ဖို့ခက်သွားမယ်နော်နားလည်ဖို့ခက်သွားတယ်ဒါတတ္တဝါဒနဲ့ပတ်သက်ပြီးတော့ပြောတာသူတို့ကသဘာဝတရားရဲ့မမြဲမှုကိုမသိပဲနဲ့ကာရကဝေဒကပြုလုပ်သူရှိတယ်ခံစားရသူရှိတယ်အဲ့ဒီပြုလုပ်သည်ပဲလင်းခံစားသူဆိုလိုတာကဥပမာပဲပြောမယ်ဆိုလို့ရှိရင်မျက်စိချိန်တာဆိုတော့ဒီတရားတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ပြုလို့သူနဲ့ခံစားသူအဲ့တော့မျက်စိချိန်နေဆိုလို့ရှိရင်ကိုလုံးလို့ချိန်တာကိုဆိုတာဘယ်သူကိုပြောတာတော့ဆိုသူတို့ကတဘာဝတရားကိုကြော်လွန်ပြီးတော့အတ္တဆိုတဲ့ပြုလို့သူတစ်ခုရှိတယ်ဆိုတာလေးကိုသူတို့အတ္တဆိုတာရှိတယ်လို့ယုံကြည်ထားတယ်သူတို့ဟောဆိုပါစို့ငါသည်မျက်စိဖြင့်အစင်းကိုမြင်ရတယ်ဆိုအချိန်မှကြည့်လိုက်မျက်စိဖြင့်အစင်းကိုမြင်ရတယ်ဆိုတာမြင်သူဘယ်သူလဲဆိုငါသည်အဲ့ဒီငါကဘယ်သူလဲလိုက်ရှာကြည့်လိုက်ငါဆိုတာဘယ်သူလဲအဲ့ငါကိုတွေးအောင်ရှာနိုင်လို့ရှိရင်ဒါသူတို့ကအဲ့ဒီငါပြဿနာပဲအဓိကတော့အဲ့ဒါကိုအတ္တလို့ခေါ်တာအဲ့တော့မြတ်စွာဘုရားဟောလို့တာကမြင်သူဟာစိတ်ကမြင်တာမျက်စိနဲ့စိတ်ကမြင်တာသက္ခုနာရူပံပတ္တိအဲ့မှာကတ္တမပါဘူးသက္ခုနာမျက်စိဖြင့်ရူပံဆင်းကိုပတ္တိမြင်၏ဘယ်သူမြင်တာတော့ဆိုလို့ရှိရင်သက္ခုဝိညာဏသက္ခုဝိညာဉ်စိတ်သည်သက္ခုနာမျက်စိဖြင့်ရူပံဆင်းကိုပတ္တိမြင်ဖျားရဲ့လို့ကြဆိုသက္ခုဝိညာဉ်စိတ်ပဲမြင်တာအဲ့တော့အရက်သုံးနဲ့ပြောမှဆိုရင်ငါမြင်တယ်အဲ့ဒီငါဟာဘာလို့လဲလို့မင်းစိတ်ပဲစိတ်မှတပါငါလို့ခေါ်ကြမှာမရှိတာနော်မြင်သိစိတ်တွေကစိတ်ကပဲမြင်တာအတိချက်တွေးမှသဘောပေါက်ကောင်းပေါက်မယ်အဲ့ဒါငါဆိုတာဘယ်သူကိုပြောတာလဲငါမြင်တယ်ငါဟာဆိုရင်လည်းဘယ်သူကိုပြောတာလဲတကယ်တော့သဘာဝတရားတက်တက်တာဖြစ်တယ်သူကသဘာဝတရားတက်တက်ပဲဖြစ်တယ်မြင်တယ်ဆိုတဲ့ကိစ္စမှာမျက်စိကောင်းတယ်မျက်စိကကောင်းတယ်အဲ့ဒီကောင်းတဲ့မျက်စိကိုမျက်စိမှာအဆင့်အာရုံလေးလာပေါ်တယ်လာပေါ်တဲ့အခါမှာမြင်သိစိတ်ပေါ်လာတယ်အဲ့ဒီမြင်သိစိတ်လေးပေါ်လာလို့မြင်တယ်ဆိုတာဖြစ်လာတယ်အဲ့တော့
မျက်စိရဲ့အစင်အာယုံရဲ့မြင်သိစိတ်ရဲ့သုံးခုပေါင်းမှငါဆိုမြင်နေဆိုတာဖြစ်တာဟုတ်အဲ့ဒီမှာဘယ်သူ့ကိုငါခေါ်မလဲကိုယ်ကိုစဉ်းစားကြည့်မျက်စိကမျက်စိပဲငါမဟုတ်ဘူးသူတစ်ခုတည်းလည်းမမြင်ဘူးအစင်အာယုံကလည်းအစင်အာယုံရုပ်တရားပဲသူတစ်ခုတည်းလည်းမမြင်ဘူးမြင်သိစိတ်ကလည်းပဲခုမှပေါ်လာတာမျက်စိနဲ့အစင်အာယုံကိုကြည့်ပြီးပေါ်တာမျက်စိနဲ့အစင်အာယုံမဆုံးသမျှသူမပေါ်ဘူးသူကလည်းမျက်စိနဲ့အစင်အာယုံဆုံးပြီးခြင်းကိုအကြောင်းပြုပြီးသူပေါ်လာတာအဲ့တော့အဲ့ဒါဘယ်သူကိုငါလို့ခေါ်မှလဲတော့မသိတွေ့တော့ဒီတရားသုံးခုဖြစ်တာပဲအဲ့ဒါကိုသဘောပေါက်မှဒီဟာနားလဲမှာနော်ငါဆိုတာမရှိဘူးဒီထဲမှာသူဆိုတာလည်းမရှိဘူးသူမြင်နေဆိုရဲအဲ့ဒီသူဆိုတာလည်းမရှိဘူးသူဆိုတာဘယ်သူပြောတာငါဆိုတာရောဘယ်သူပြောတာတော့တော့မြင်သိစိတ်ကလေးကမြင်တယ်လို့ပဲပြောအဲ့ဒီပဲငါမရှိဘူးကားတစ်စီးလမ်းပေါ်မှာပြေးနေတယ်အဲ့ဒီကားတစ်စီးပြေးနေတာအကြောင်းတရားတွေပေါင်းလို့ပြေးတာဒရိုင်ဘာကသူ့မောင်းလာတယ်လို့ပြောတယ်သူကစတီယာတွေမဲ့ကင်တာလေလဲအောင်ကသူလှုပ်တာမဟုတ်ဘူးသူကဆက်ပဲနှုတ်ပေးတာနော်သူလှုပ်နိုင်တာကတစ်ခုပဲရှိတယ်သူလှုပ်တာဘာလို့ဆို drive ပဲမယ်မောင်းနေဆိုတဲ့ကိစ္စသူသွားလို့တဲ့နေရာမောင်းတာပဲရှိတယ်ဒါပေမဲ့ဖိန်းကလဲတာဖိန်းကဘာကြောင့်လဲတော့ engine power ကြောင့်လဲတာ engine power ပဲအရာ petrol တို့ဘယ်ကနေစားလာ battery တို့အဲ့ဒါစွမ်းအားတွေဖြစ်လာပြီးတော့အလုံးအကြောင်းတွေစုပေါင်းလိုက်လို့ဖြစ်တာအဲ့ဒီထဲမှာတရားဆိုတာမရှိဘူးဒရိုင်ဘာကမောင်းတာပါလို့ပြောလို့ရှိရင်ဖိန်းတစ်ပိန်ချွတ်ထားမယ်ဓာတ်ဆီထည့်မပေးဘူးကျိုးတစ်ချောင်းဖြုတ်လိုက်ပဲဘက်ထရီဒေါင်းလိုက်မယ်အင်းကြီးနှုတ်မရအောင်လုပ်ထားမယ်ဒရိုင်ဘာပါတတ်နိုင်တယ်သူမောင်းတာမဟုတ်အလုံးအကြောင်းကြီးညွှန်မှဖြစ်တာလေအဲ့ဒီဘောကိုပြောတာပေါင်းလိုက်တဲ့အခါမှာ energy ဖြစ်တာခွဲထားရင် energy ဆိုတာမရဘူးသို့တော့အဲ့ဒီ energy တရားလေးမှာသူကပြုတ်လို့သူဆိုတာလေးကိုလာထည့်လိုက်တာအတ္တဆိုတာလေးငါဆိုတာလေးထည့်ထားတာသို့မဟုတ်ပြုတ်လို့သူတယောက်ယောက်ဖြစ်နေတယ်အဲ့ဒီမေခွန်းလေးကိုမေးနေတာသူကအဲ့တော့မြတ်စွာဘုရားအနေနဲ့ဘယ်လိုဖြေလို့မဟုတ်ဘူးဒါတယံကတံတယံဆိုတာဘယ်သူတော့လှုပ်သူကိုယ်တိုင်သူလှုပ်တာလားသူလှုပ်တာမဟုတ်ဘူးတယောက်တည်းမှမဟုတ်တာပေါင်းလို့ဖြစ်တာလေမျက်စိနဲ့အစင်အာယုံနဲ့မြင်သိစိတ်နဲ့သုံးခုဆုံလိုက်မှမြင်နေဆိုတာဖြစ်တာလေအဲ့တော့ဘယ်သူလှုပ်တာမျက်စိကလှုပ်တာလို့ပြောရင်လည်းမရဘူးအစင်အာယုံကလှုပ်တာလို့လည်းပြောလို့မရဘူးစိတ်ကလှုပ်တာလို့လည်းပြောလို့မရဘူးသုံးခုဆုံမှဖြစ်တာလေအဲ့သုံးခုဆုံတဲ့အပေါင်းကိုတယံကိုယ်တိုင်လှုပ်တဲ့ဆိုတာဘယ်သူလဲဖြစ်သွားရောအဲ့ဒါနဲ့ပတ်သက်ပြီးသူတို့ကြတော့အတ္တဆိုတာလေးကိုဖန်တီးထားတယ်ငါဆိုတာလေးကိုဖန်တီးထားတယ်ထိကြတဲ့မှာမျက်စိရဲ့အစင်အာယုံရဲ့မြင်သိစိတ်ရဲ့ခြားတဲ့မှာငါဆိုတာလေးရှိနေတယ်အဲ့ဒီငါကိုအဲ့ဒီငါလေးကလှုပ်ထားလို့ဆိုတယ်သူဆိုတာလေးရှိတယ်တရားလေးရှိနေတယ်အဲ့ဒါအဲ့လိုတော့အဲ့တော့မြတ်စွာဘုရားအဲ့လိုဆိုလို့ရှိရင်သောကရောတိသောပဋိသံဝေဒိဋ္ဌတိသောပဋိသံဝေဒယတိသူလုံးပြီးသူပဲခံရတဲ့ဆိုလို့ရှိရင်အဲ့ဒီသူဆိုတဲ့ဟာကြီးအမြဲမနေဘူးလားလောက်တာလဲသူပဲခံရတာလဲသူပဲဆိုရင်သူတယောက်တည်းပဲအဲ့ဒါဆိုလို့ရှိရင်သူကစကြတဲ့ကတယံကတံဒုက္ခဆိုတာလှုပ်သူပဲခံသူပဲဖြစ်တယ်လို့ဆိုလို့ရှိရင်ဒါတတ္တဝါဒပဲထာဝရမြဲတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားတယ်မြဲတယ်ဆိုတဲ့တတ္တဝါဒအယူဆဖြစ်တယ်တဲ့အညောကရောတိအညောပဋိသံဝေရတိလှုပ်သူကတယောက်ခံသူကတယောက်အဲ့လိုပြောပြန်လို့ရှိရင်လှုပ်သူကမရှိဘူးခံသူကတယောက်ဆိုတော့အဲ့လိုပြောပြန်တော့ဥစ္စေတဝါဒဖြစ်သွားပြန်တယ်နော်မမြဲဘူးလှုပ်တုံးကတော့ရှိတယ်ခံတဲ့အခါသူမရှိတော့တခြားလူတယောက်ကခံရတယ်ဖြစ်တယ်
အဲ့တော့တခြားသူတယောက်ကလှုပ်ပြီးတခြားသူတယောက်ကခံတယ်ဆိုလို့ရှိရင်တဲ့ဝေဒနာနှိပ်စက်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ခံစားချက်ဟာပရံကတံသူများလှုပ်လို့ခံရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောမယ်ဆိုရင်ဒါဥစ္စေတဝါဒပဲဖြစ်နေတယ်လှုပ်သူမရှိတော့မှခံရတယ်ဆိုတော့လှုပ်သူကလှုပ်ပြီးသွားပြီခံသူကတခြားတယောက်ခံရတာဖြစ်နေနောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကိုလှုပ်တာဆိုလို့ရှိရင်ကိုကဖန်ဆင်းရှင်ကကိုပဲဖြစ်တယ်ခံသူကလည်းကိုပဲဖြစ်တယ်ပရံကတံဆိုတော့လှုပ်သူကအခုခေတ်ယုံကြည်တဲ့လူဘုရားသခင်ကဖန်ဆင်းတယ်ဆိုလို့ရှိရင်ဖန်ဆင်းသူကဘုရားသခင်ခံတဲ့လူကဖန်ဆင်းခံရတဲ့လူကခံတာအဲ့တော့လှုပ်သူကတခြားခံဆင်းသူကတခြားဖြစ်သွားခံရတဲ့လူကတခြားဖြစ်ရှိတာတွေကမမြဲဘူးဆိုတာကိုခံရတဲ့လူကမမြဲဘူးဆိုတာအတိတ်ပဲကိုဖော်ပြတာဖြစ်တယ်ပေါ့ဥစ္စေတဝါဒပဲရောက်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဥစ္စေတနဲ့တတ္တတနဲ့ဥစ္စေတဒီဟာနှစ်ခုကိုရှောင်ပြီးတော့အလယ်ဘဟုကနေပြီးတော့ငါဟောတာဆိုလိုတာကကာရကဝိရကဆိုမရှိဘူးအကြောင်းနဲ့အကျိုးပဲရှိတယ်နော်ပြုလုပ်သူဆိုတာမရှိဘူးနော်ပြုလုပ်သူတတ္တဝါဆိုတာမရှိဘူးပြုလုပ်တဲ့ငါဆိုတာလည်းမရှိဘူးပြုလုပ်တဲ့သူတော်ဟာဆိုတာလည်းမရှိဘူးခံစားသူငါဆိုတာလည်းမရှိဘူးခံစားသူတခြားလူဆိုတာလည်းမရှိဘူးဆိုလိုတာကဒီတတ္တဝါဆိုတာကိုလုံးဝညှင်းပယ်လိုက်ပြီးတော့အကြောင်းတရားဖြစ်ပေါ်မှုနဲ့အကျိုးတရားဖြစ်ပေါ်လာမှုဒီတစ်ခုဟောတယ်မြတ်စွာဘုရားအဲ့ဒါကြောင့်မို့တတ္တတအစွန်းလည်းမရောက်ဥစ္စေတအစွန်းလည်းမရောက်ဘူးဆိုပြီးတော့မြတ်စွာဘုရားကဟောလိုက်တော့ဆိုသူလှုပ်ပြီးသူခံရတဲ့ဆိုရင်ဒါတတ္တဝါဒဖြစ်နေတယ်လှုပ်သူကတခြားခံသူကတခြားဆိုရင်ဥစ္စေတဝါဒဖြစ်နေတယ်မမြဲဘူးဆိုတဲ့ဟာတစ်ခုဖြစ်နေတယ်ဟိုကြတော့ထာဝရဆိုတဲ့အဓိပ္ပာယ်ရောက်တယ်ဒီကြတော့ထာဝရမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ရောက်တယ်စကားနှစ်ခုကဆန့်ကျင်နေတယ်ဒါကြောင့်မို့အဲ့ဒီနှစ်ခုလုံးကိုမချင်းကပ်တော့ပဲအဲ့ဒီနှစ်ခုလုံးကိုရှောင်လိုက်ပြီးတော့မြတ်စွာဘုရားကလှုပ်သူဆိုတာမရှိဘူးဆိုပြီးပရိစ္ဆသမုပ္ပါဒ်နဲ့ဟောလိုက်တာပရိစ္ဆသမုပ္ပါဒ်နဲ့ဟောတဲ့ကလူဆိုတာမပါတော့အဝိဇ္ဇာပစ္စယသင်္ခါရလှုပ်တဲ့နာနဲ့မလှုပ်တဲ့နဲ့လှုပ်တဲ့မှန်လှုပ်တဲ့နာမလှုပ်တဲ့နာမသိတဲ့အဝိဇ္ဇာ6အဝိဇ္ဇာဆိုတဲ့အကြောင်းတရား6လှုပ်မိလှုပ်ရလှုပ်မိခြင်းဆိုတဲ့သင်္ခါရကံတရားတွေဖြစ်တယ်အဲ့ဒီသင်္ခါရဆိုတဲ့ကံတရားတွေဖြစ်လာတဲ့အခါမှာဝိညာဉ်ဆိုတဲ့ပရိသေတွေမျိုးစေ့ကြတယ်ဝိညာဉ်ဆိုတဲ့ပရိသေတွေမျိုးစေ့ကြတဲ့အခါကျတော့မျိုးစေ့ကနေအပင်တွေပေါက်လာတယ်လို့မျိုးစေ့ကနေပြီးတော့အပင်ပေါက်တယ်လို့ဝိညာဉ်ကနေနတ်နေရုပ်တွေပွားလာတယ်နော်ဝိညာဉ်လေးချိန်ခံပြီးတော့နတ်နေရုပ်တွေဖြစ်လာတယ်အဲ့ဒီနတ်နေရုပ်တွေထဲမှာမျက်စိနာနာလက်ရကာယပနဆိုတာအာယရဏတွေပါလာတယ်သလာယရဏအဲ့ဒီအာယရဏတွေပါလာတဲ့အခါပြပကအာယုတွေနဲ့ဆက်သွယ်မှုဖတ်တာဆိုတာဖြစ်လာတယ်ဆက်သွယ်လာတဲ့အခါစိတ်ခံစားချက်ဝေဒနာဖြစ်လာတယ်စိတ်ခံစားချက်ဝေဒနာဖြစ်တဲ့အခါမှာလိုချင်တောင်းတတဲ့တဏှာတွေဖြစ်လာတယ်လိုချင်တောင်းတတဲ့တဏှာဖြစ်လာလို့ရှိရင်ဆွဲလန်းမှုတွေကြီးမားလာတယ်ဆွဲလန်းမှုတွေကြီးမားလာသည့်အတွက်ကြောင့်ဘဝတည်မြဲဖို့အတွက်ကြိုးစားလာပြန်တယ်ကောင်းတာမကောင်းတာတွေကြိုးစားလာပြန်တယ်ကြိုးစားလာသည့်အတွက်ကြောင့်ဘဝတစ်ခုကိုရပြန်တယ်ရသည့်အတွက်ကြောင့်မွေးဖွားရလာသည့်အတွက်ကြောင့်အိုရာဖြစ်လာတယ်သေတာဖြစ်တယ်ထိကြတဲ့မှာစိတ်တော့ကရောက်တာတို့ငိုရတာတို့ကိုယ်ဆင်းရဲတာတို့စိတ်ဆင်းရဲတာတို့စိတ်ပင်ပန်းတာတို့ဒါတွေရောအကုန်လုံးဒီဒုက္ခတွေကဖြစ်လာတယ်အဲ့ဒီနီးနဲ့ဒုက္ခဆိုတာဖြစ်လာတာတဲ့ခုနလှုပ်သူလုံးလို့ဖြစ်တာလည်းမဟုတ်ဘူးငါလှုပ်လို့ဖြစ်တာလည်းမဟုတ်ငါသူဆိုတဲ့ကာရကမရှိဘူးခံစားသူဆိုတာလည်းမရှိဘူးအဲ့တော့တရားကြီးဟောလိုက်တဲ့အခါကျခံစားသူမရှိဘူးလေဘယ်သူကလှုပ်သူကဘယ်သူတုံးဆိုရင်ပုဂ္ဂိုလ်မဟုတ်တော့ဘူးအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တာသင်္ခါရကြောင့်ဝိညာဉ်ဖြစ်တာအဲ့တော့ဖြစ်လာတဲ့အရာတွေကအကြောင်းနဲ့အကျိုးပဲပြသွားတယ်မြတ်စွာဘုရား
နောက်ဆုံးမှာဧဝမေတ္တခေဝလတဒုက္ခခန္ဓတသမုဒယဟောတိအဲ့ဒီနီးနဲ့ဒုက္ခဆိုတာဖြစ်လာတာအကြောင်းလည်းတစ်ခုတည်းမဟုတ်ဘူးအကြောင်းတွေဆက်အခုလိုဆက်သွယ်ပြီးတော့ဖြစ်လာတာဆိုအဲ့ဒီထဲမှာလုံးသူဆိုတာမရှိဘူးခံသူဆိုတာလည်းမရှိဘူးသူ့လှုပ်တာငါလှုပ်တာလို့လည်းပြောစရာမရှိဘူးနော်သူဆိုတာတော့မပါဘူးအကြောင်းနဲ့အကျိုးပဲပြုလုပ်တယ်ဆိုတာအကြောင်းတရားဖြစ်ခြင်းကိုပြောတာခံစားခြင်းဆိုတာအကျိုးတရားပေါ်ခြင်းကိုပြောတာကမ္မတကာရကောနတ္ထိဝိပကတ္တသဝေရကောကံကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးဝိပကတ္တသဝေနောအကျိုးကိုခံစားသူဆိုတာလည်းမရှိဘူးတဲ့သုဒ္ဓဓမ္မပောတံဒီသဘာဝတရားတသက်တာဖြစ်တာဖြစ်တယ်ဧဝိတံသမ္မတတနာအဲ့ဒါလို့မြင်မှသမ္မတတနာ right seeing right view right understanding ဖြစ်တယ်မှန်မြင်တဲ့ဆိုတာအဲ့ဒါမှာအဲ့တော့ပဋိစ္စသမုပ္ပါဒ်နဲ့ပဲမြတ်စွာဘုရားဖြည့်ပေးလိုက်တာအဲ့တော့ဖြည့်ပေးလိုက်တော့သူမေးတဲ့မေးခွန်း၄ခုစလုံးကိုဖြည့်ပြီးသားဖြစ်သွားတယ်နော်ကိုလှုပ်တာအချုပ်တဝက်လားသူလှုပ်တာတဝက်လားတော့မဟုတ်သူကသူအကြောင်းပဲဖြစ်တာလားဆိုအကြောင်းပဲမဟုတ်ဘူးနော်ကိုလှုပ်တာလည်းမဟုတ်ဘူးသူလှုပ်တာလည်းမဟုတ်ဘူးကိုဆိုတာခံစားသူကိုယ်တိုင်လှုပ်တာလားနော်ခံစားသူကိုယ်တိုင်ကလှုပ်သူဖြစ်နေအဲ့ဒါပထမမေးခွန်းဒုတိယကတခြားလူကလှုပ်ပြီးခံစားရတာလားနော်တခြားသူလှုပ်တာလားဆိုတော့လှုပ်သူကတခြားခံစားသူကတခြားအဲ့တော့ဒီမေးခွန်း၄ခက်ကဒီမစ္ဆဒိဋ္ဌိနဲ့ပတ်သက်တဲ့မေးခွန်းတွေပဲအဲ့ဒီမေးခွန်းတွေကိုမြတ်စွာဘုရားကခုလိုပြိဿသမုပ္ပါဒ်နဲ့ဖြေလိုက်တာအဲ့တော့ရှောင်လိုက်တာကြည့်လိုက်လေငါသူဆိုတာမရှိဘူးပုဂ္ဂိုလ်ဆိုတာမရှိဘူးဟောဒီအကြောင်းတရားအကြောင်းအကျိုးဖြစ်တာပဲရှိတယ်ဒါဗုဒ္ဓဘာသာရဲ့ခံယူချက်ကအဲ့တိုင်းပဲထားအကြောင်းကြောင့်အကျိုးဖြစ်တာပဲရှိတယ်ဒီထဲမှာတရားမရှိဘူးဆိုတာကိုမှတ်ဖို့လိုတာပေါ့နော်လှုပ်သူမရှိဘူးအဲ့တော့ဒုက္ခကိုပြုလုပ်သူဆိုတာမရှိဘူးဘယ်သူလှုပ်တာလဲလို့မေးရင်အကြောင်းတရားဖြစ်တာအကျိုးတရားဖြစ်တာဒါပဲပြောအကြောင်းတရားကြောင့်အကျိုးဖြစ်တယ်ဆိုအဲ့ဒီလိုဒုက္ခဟာဖြစ်လာတာအဲ့ဒီဒုက္ခတွေချုပ်ငြိမ်းသွားတာလည်းပဲအဝိဇ္ဇာချုပ်လို့ရှိရင်သင်္ခါရချုပ်သွားတယ်သင်္ခါရချုပ်ရင်ဝိညာဉ်ချုပ်တယ်ဝိညာဉ်ချုပ်ရင်နာယုတ်ချုပ်တယ်နာယုတ်ချုပ်လို့ရှိရင်အာရဏချုပ်တယ်အာရဏချုပ်ရင်ဖတ်တာဆိုတာမဖြစ်ဘူးဖတ်တာချုပ်တယ်ဖတ်တာချုပ်ရင်ဝေဒနာဝေဒနာချုပ်ရင်တဏှာချုပ်တယ်ဆိုအားလုံးကချုပ်သွားဆင်းရဲဒုက္ခတွေဆုံးတတ်တာအဲ့ဒါအကြောင်းကလည်းဆင်းရဲအကြောင်းတစ်ခုတည်းမဟုတ်ဘူးချုပ်သွားတဲ့အကျိုးတွေကလည်းဆင်းရဲအဲ့ဒီနီးနဲ့ဒုက္ခဆိုတာဆုံးတတ်သွားတယ်ဒုက္ခရှိတာကိုလည်းမြတ်စွာဘုရားဖော်ပြတယ်ဒုက္ခရဲ့အကြောင်းတရားကိုလည်းဖြေရှင်းလိုက်တယ်အဲ့လိုဖြစ်တော့ဒီအစိရကတ္တဝရဲ့နားလဲသွားတယ်အကြတော့သူသဘောပေါက်သွားပြီအဲ့တော့သဘောပေါက်သွားပြီးတော့မြတ်စွာဘုရားစီသူယဟန်ပြုခွင့်တောင်းတယ်သူသင်္ကန်းကိုပြရစေဆိုမြတ်စွာဘုရားဗာမိတ်ရှိလို့ဆိုရင်အညတ်ဒိဋ္ဌိယတခြားဘာသာဝင်ပုဂ္ဂိုလ်ဟာယဟန်ဝတ္တင်နဲ့ဆိုလို့ရှိရင်တဲ့၄လစောင့်ဆိုင်ပြီးတော့အကဲခတ်ခြင်းကိုခံရမယ်၄လစောင့်ကြည့်တာခံရမယ်သူဟာတကယ်လိုလားတယ်လားမလိုလားဘူးလားဆိုတာ၄လစောင့်ကြည့်ခံရမယ်အဲ့ဒီနောက်မှာယဟန်တွေကခြေနှက်ပြီးဆိုရင်တော့ယဟန်ဝတ်ပေးလိုက်မယ်ထားပေမဲ့လို့၄လသတ်မှတ်ထားပေမဲ့အပိစာမရပုဂ္ဂလဝိမတ္တတဝိရိတာတဲ့ဒါပေမဲ့လို့တယောက်နဲ့တယောက်မတူဘူးကွဲပြားတယ်ဆိုတာကဒါလည်းပါတယ်လို့ဆိုတော့သူကစိတ်အားတက်စွာပဲဘာသာကြားဖြစ်တဲ့ပုဂ္ဂိုလ်တယောက်ဟာရှင်ဘုရားရဲ့သာသနာမှာယဟန်ခံခွင့်ရှားလို့၄လစောင့်ဆိုင်ရမယ်ဆိုရင်တဲ့သူက၄နှစ်စောင့်ဆိုင်ပါမယ်သူဆန္ဒကြီးမဖို့ပြောပြ၄လမဟုတ်ပါဘူးတဲ့၄နှစ်ထိအောင်စောင့်ဆိုင်ပါ၄နှစ်ကျော်တဲ့အခါမှာသူ့ကိုယဟန်ခံပေးပါသို့တော်မြတ်စွာဘုရားသူ့ရဲ့စိတ်ဆန္ဒတွေကိုကြည့်ပြီးတော့ချက်ချင်းပဲယဟန်တစ်ပါးကိုယဟန်ခံလိုက်တယ်ယဟန်ခံခဲ့လိုက်တော့မကြဘူးသူယဟန်ဖြစ်ပြီးတော့တစ်ပါးတဲ့မြတ်စွာဘုရားရဲ့တရားဓမ္မနိလန်အတိုင်းကြည်ကြကြကိုအထုတ်လိုက်တဲ့အခါမှာယဟန်ဖြစ်သွားတယ်ယဟန်ဖြစ်သွားတယ်ဒါက
အစေလကတ္တဝတုတ်ဆိုပြီးတော့အဲ့ဒီမှာပါတယ်နော်ပရိစ္ဆသမုပ္ပါဒ်ကိုရှင်းပြတယ်တုတ်ပဲဒါကြောင့်တရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းတို့အကြောင်းနဲ့အကျိုးရှုပ်တရားနဲ့တရားကလွဲပြီးတော့တခြားပြုလို့သူတို့ခံစားသူတို့ဆိုတာမရှိဘူးဆိုတာမိမိတို့သဘောကျလောက်သိထီအောင်အကျဉ်းချင်းထပ်ထပ်ဆင်ញင်သုံးသပ်ပြီးတော့ဝိပဿနာတရားပွားများအားထုတ်နိုင်မှသာလျှင်ဒီအစွဲတွေဟာပျောက်ကဲနိုင်မှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ပဲနဲ့ဝိပဿနာတရားဘလောက်အားထုတ်နေငါဆိုတာရှိနေသေးသမျှငါဟာရှိနေသေးသမျှတဏှာဒိဋ္ဌိအစွဲရှိနေသေးသမျှဒီသောကပရိဒေဝဆိုတဲ့ဒုက္ခတွေနဲ့ကြုံနေကြရအောင်မှာဖြစ်တယ်အဲ့ဒါကိုဖြောင်းနိုင်အောင်ကြိုးစားပြီးတော့ငါဆိုတာကိုဘယ်ဟာကိုခေါ်တယ်လဲသူဆိုတာဘယ်ဟာကိုခေါ်တယ်လဲဒီကြားထဲမှာတတ္တဝါဆိုတာဘယ်ဟာလဲဆိုတာကိုစိတ်ငုံအချိန်များရှုပြီးတော့ငါသူတစ်ပါးယောက်ျားမိန်းမဆိုတာပျောက်ကင်းသွားပြီသဘာဝတရားတက်တာဖြစ်တယ်ဆိုတာသိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှိစေချာရှင်ဖယားဖယားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိသေးရန်ရှိတန်ရလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုံထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝုထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖအဖိုးဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နာလောကဆောင်နာတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်ဒီကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း